စကားပြောရင်လည်းကိုကြီးကအားရပါရအဲ့ဒါမိုင်းဟိုနေ့ကတော့ဆူတောင်းပေးတဲ့ပုံစံပေါ့အိမ်မှာအဲ့ဒါနဲ့ကျွန်မရေမချိုးအောင်မချိုးကတော့တခါတော့ဖယားစဉ်အရှိကိုကျွန်မပွားပြီးတော့သခင်ယေရှုရဲ့ဖြူဖြူပေးလိုက်တဲ့စာအုပ်တွေကိုတခါတော့သခင်ယေရှုရဲ့သမီးတော်ရဲ့ဝေဒနာတွေအားလုံးပြောင်းလို့လုပ်ပေးပါကုသပေးပါအဲ့ဒါနဲ့နေနေမကြီးတခါနောက်တအောင်လောက်ကြာကျွန်မရေချိုးမယ်ပေါ့ရေချိုးတော့ရေဘုံကြီးကိုတခါခေါင်းပေါ်မျှပြီးတော့ဘာသခင်ယေရှုရဲ့ကိုတော်ကြီးရဲ့သမီးတော်လေးရဲ့ဝေဒနာတွေအားလုံးအခုရေချိုးတာအစဆေးဖြစ်ပါသည်စားတာတောက်တာအစဆေးဖြစ်ပါသည်တခါဆူတောင်းပြီးတော့အမစာအုပ်ကိုဖတ်လွယ်ပြီးတော့တအောင်လောက်လည်းကြာအဖသခင်ယေရှုကြီးကသမီးတော်ရဲ့နှလုံးသားထဲမှာဝင်အောင်နေတဲ့အတွက်သမီးတော်တွေယုံကြည်ပြီးသားဒီနှလုံးသားကိုပလင်အဖြစ်နဲ့ဝင်အောင်နေပါမကောင်းတာတွေအကုန်လုံးထွက်ထုတ်သွားကောင်းတာတွေပဲလာခဲ့အဲ့တော့ကျမတက်တာလဲတက်တာအောင်မကြီးတခါတည်းကောင်းဖိတာအစဒီစံပြားရင်တော့ခြိပြားရောက်တဲ့အထိကျုံခင်ခုတ်တော့ကျုံငုတ်ပါမကြောင်ဆင်းပေးပါနုံဖြစ်သွားဒီဟာဒီမှန်သမျှဝေဒနာတွေများဘာယောဂါမှမရှိအောင်လို့လုပ်ပေးပါအဖသခင်ယေရှုကြီးရဲ့နှလုံးသားထဲမှာအမြဲတမ်းထည့်ပေးထားပါတယ်ဒီကရင်ထဲမှာပြီးတော့ကျွန်မဆူတောင်းနေလဲဆူတောင်းညလဲဆူတောင်းကျွန်မဆူတောင်းလာတော့အခုတော့တက်သားလာပြီတက်သားတော့ဆရာမတွေတွေကိုလည်းကျွန်မတတိရလိုက်သေးတယ်အဲ့ဒါနဲ့နေလဲဆူတောင်းညလဲဆူတောင်းနေကျွန်မကလေးတွေကဗာပြောတဲ့အောင်လေယူနေတာမသိဘူးတဲ့မာကြီးကျွန်မကိုဆူတောင်းပြီးတော့ကျွန်မလည်းအခုတက်သားလာတယ်တက်သားတော့ကျွန်မလည်းမဆူတောင်းတယ်ပေါ့အခုမှစတာဆိုတော့ကျွန်မလည်းတက်တာတော့ချင်းအောင်ထဲမှာလည်းကျွန်မဆူတောင်းတယ်ကလေးကလည်းညှို့မပြတ်သေးဘူးညှို့မပြတ်တော့နှုတ်တိုက်ပြီးတော့အဲ့ဒါနဲ့တခါတည်းကျွန်မဆူတောင်းခါတဲ့ကျမရဲ့ဝင်းထဲမှာသခင်ယေရှုကြီးကဗါလေဒီလောက်တောင်မှဒီမြူမှုန်လေးလောက်ရှိတဲ့ဒီဝေဒနာသခင်ယေရှုကြီးပြောင်းမကုပေးနိုင်တော့ဘူးလားသမီးတော်လေးကိုသခင်ယေရှုကြီးကိုသမီးတော်လေးကယုံကြည်တယ်အားကိုးတယ်အလေးထားတဲ့ဟာသခင်ယေရှုကြီးမကုပေးနိုင်ဘူးဆိုလို့ရှိရင်သမီးတော်လေးဒီယောဂမပြတ်ဘူးဒါဆိုသခင်ယေရှုကြီးမစွမ်းလို့အတိုက်ခံနေပေါ်မှာရင်ပြောတာတခါတဲ့နောက်လဲကြာဘာလုပ်လဲဆိုတော့အမျိုးမျိုးထမင်းချက်နေလဲကျွန်မဆူတောင်းတယ်အခုချက်နေတဲ့ထမင်းဟာဆေးဖြစ်ပါသည်ဟာသခင်ယေရှုကြီးစောင့်ရှောက်ပေးပါသမီးတော်လေးကိုသွားလေးရနေရအခုခလေးတွေတဲ့အလုံးလုံးနေတယ်ဘာအန်ဒီရမှမရှိအောင်စောင့်ရှောက်ပေးပါခလေးတွေကအဝေးမှနေရတာမှရေးဟိုကရင်ပြည်နေတော့ရောက်နေတယ်အကုန်လုံးခလေး၃ယောက်စလုံးကနှလုံးသားထဲမှာလဲသမီးကအဖသခင်ယေရှုကြီးကိုနေရာပေးပြီးသားဒီနှလုံးသားကပါအစားဒီပလင်ကိုဖြစ်အောင်လုပ်ပေးထားပြီးဒီထဲမှာဝင်အောင်နေပါဝင်ပြီးတော့ဖမ်းမြန်းပါရှိသမျှယောဂတွေအကုန်လုံးအဝေးရုံနဲ့ထုတ်တရားမှဘာမှမကတ်စီနဲ့အာမင်တခုမှအာမင်ရကောင်းမြတ်တယ်